ကဲဒါမန္တလေးနဲ့မြင်းကြီးနဲ့လမ်းတော့ဒါကျွန်တော်ပြောဟိုထက်လူကြီးတွေတီးအောင်လို့ကျွန်တော်ဒီလမ်းကြီးကုန်ကြလေးကိုဖတ်ပြခြင်းဖြစ်ပါတယ်။လမ်းကြီးကုန်ဖြစ်တော့ပြီးကျွန်တော်ဒီမန္တလေးဘက်ခြမ်းကတော့မပြောတော့ပါဘူး။ဒီသခိုင်းဘက်ခြမ်းကပေါ့နော်။သခိုင်းဘက်ခြမ်းကဒါစူပေါင်းဂိတ်ကိုလည်းမပြောတော့ခုနောက်လမ်းမှာကောက်ပေါက်စားတွေလိုက်တာနောက်ပြီးဆိုင်ငယ်နဲ့လိုက်တာခုဒီမှာကျွန်တော်တို့ဆိုတာဒါလမ်းတောင်လမ်းမှာလိုက်တောင်နဲ့ရဲ3သိန်းပါကန်တလူစူပေါင်း3သိန်း8တောင်းသခိုင်းတက်ကတော်1သိန်းခွဲကောက်မှုတော့9000နော်စီတန်ရစ်စစ်က3000ဒါလေးပြနဲပါတယ်3000ညောင်မြဝန်းကရဲက2သိန်းတောင်းပါတယ်ကျွန်တော်ဘလို့မှညှိမရအောင်ကုံတုံကားပါပြီးရင်ညောင်မြရဲက2သိန်းခွဲပါပြီးရင်ပြောရရဲက2သိန်းခွဲပါပြီးရင်ထီဆောင်စက်ကလည်း2သိန်းခွဲပါပြီးမြင့်မှုစက်ကဝင်ချင်းက3သိန်းခွဲပါ4သိန်းတောင်းပါတယ်3သိန်းခွဲနဲ့ပြတ်ခဲ့ပါတယ်မင်းတို့မပေးနိုင်ရက်ထားလို့ပြောပါတယ်မြင့်မှုလေးတစ်ခေါက်လေးသွားလိုက်ပါရဲ့ကုန်းတင်ကိုတဲတန်တောင်းလိုက်တာပါဒါလူကြီးတွေသိအောင်လို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ပြီးရင်မြင့်မှုရဲအဲ့ဒါလည်း3သိန်းခွဲပါမြင့်မှုရဲကစစ်သားကြော်ယူဟိုမှာရဲပါပြီးရင်စီဆိုင်နဲ့အမှစစ်သား2သိန်းပါပြီးရင်ကျွန်တော်တို့ဒီဟာကမတ်စီတိုင်းစစ်မှာ3သိန်းခွဲပါအလားဘကဝင်ချင်းလည်း3သိန်းခွဲပါအလားဘကပြီး3သိန်းအလားဘကပြီး3သိန်းလမ်းပြီး2000လမ်းပြီး3000ကဲရင်စံပြပြီး2000အရာတော်မြို့ဝင်9000အရာတော်မြို့ဝင်ချင်းကကျွန်တော်တို့ရာတော်မြို့နောက်ဘက်ဝင်မလို့တော့2သိန်းရာတော်ထွက်ကရဲ့စစ်ကလည်း2သိန်းခွဲနော်တိပုတ်ကန်ပြီး9000ဟောတဲ့အကြားထဲမှာနာမည်မသိလို့ပြီး2000ရွာသားကြီးက4သိန်းလာတော့6သိန်းဒီခန်းငယ်ခွေးဆိုတာကျွန်တော်တို့ဟိုခန်းငယ်ခွေးရှိုးမြောင်းခန်းငယ်ခွေးဆိုတာ1သိန်းခွဲရှိုးဝင်က3သိန်းမြို့ချောင်းက9000ကိုးပင်5သိန်းကြည်ချင်းရွာ9000ဘူးကုန်း1သိန်းခွဲဇီကုန်းလမ်း1သိန်းခွဲရမနေ9000ကျန်တော့9000ပေကြီး1သိန်းခွဲငပြောတိုင်း2သိန်းပီ2000စပနတာကိုဝင်ချင်းကိတ်ကတော့တောင်းပါတယ်ခု3000ခုဆိုများတော့ပါဘူး5သိန်းလို့ပြောပါတယ်စပနတာဂိတ်ကတားကျော်မှာဂိတ်မှာ1သိန်း2000ကျွန်တော်တို့စပနတာနော်ကျွန်တော်တို့စပနတာ3သိန်းစပနတာ5သိန်းတောင်းပါတယ်3သိန်းနဲ့ဟောပြပါတယ်ပြီးစပနတာလမ်းဆောင်က1သိန်း2000ပြီးဇင်းရတာကျွန်တော်ပြောချင်တာဇင်းစစ်သားကပုံမှန်ကြီးလေးပါတော့သူတို့မတောင်းပါဘူးဒါကသမားညီနေတဲ့ပုံမှန်လေးသူတို့မှဘာမှမလုပ်ကြအောင်ဇင်းမှာဆိုကျွန်တော်တို့2000ခွဲလေးပဲပေးခဲ့ရတာပါကျွန်တော်တို့လည်း2000ခွဲလေးသာဒီတိုင်းပဲပေးခဲ့ရတယ်သူတို့လည်းဘာမှမရဘူးမပြူဘူးတခွန်းမှမပြောပါဘူးဇင်းရစစ်သားကြီးကျော်လည်းဟိုပြောမှဆိုရင်သဘောထားကောင်းပါတယ်ပြီးရင်ကြောက်တန်းပြီးရ2000မဲသာပြီးရ2000မဲသာအခွန်ဆောင်5သိန်းကျွန်တော်ကမှတာယာပါလာတဲ့အတွက်5သိန်းဆောင်ခဲ့ရပါတယ်ပြီးတော့အင်းတော်ပြီးရ1သိန်း8000 KI 2သိန်းနဘာ KI 2သိန်း KI ခွန်ဆောင်1သိန်းခွဲနော် KI 1သိန်းခွဲနန်စီအောင်23သိန်းအတက်ပါကျွန်တော်ကုန်တဲ့နေတာ23သိန်းကုန်ပါတယ်မော်ဟန်ရဲ့2သိန်းခွဲဆယ်မိုင်စစ်တက်1သိန်းခွဲညောင်မင်းနဲ့ထွက်တဲ့တောင်းတဲ့တော်စစ်က1သိန်းလမ်းမှာတောင်းနေရစစ်က2000လမ်းစစ်က2000နော်မိုးညင်းဖွဲ့ဆောင်က3သိန်းခွဲကျွန်တော်တို့မိုးညင်းတော့3သိန်းခွဲကျန်မိုးညင်းစစ်ဝါနာမှာထမင်းတိုင်မြောက်ကနေမှာစစ်သားထိုင်ကောက်နေပါတယ်1သိန်းနော်နာမလန်းစုံဘီယိုဒီနဲ့1သိန်းနော်ပြီးဟို
ဟိုပင်ကတားစစ်ကတသိန်း8000ဟိုပင်ကတားရဲ့အကျိုးက2သိန်းကြာကြီးကွင်း9000ပင်မော်ရဲ့2သိန်းတောင်နေစစ်9000ကညင်မြိုင်ပြည်သူစစ်ကဝင်ရဲ့2သိန်းကညင်မြိုင်မျိုးဟိုအထက်ကကျွန်တော်ရှင်းမှန်ဘက်ကသွားတာပါ1သိန်းကညင်မြိုင်ပြည်သူအဲ့ဒါလေးမ3လေးဘွဲရှိပါတယ်9000ကာဝိုင်းရရှမ်းနီရ8000ညောင်ကုန်းငွေရ3သိန်းညောင်ကုန်းငွေရ3သိန်းမိုးကောင်းထွက်စစ်ကတော့မိုးကောင်းနဲ့နမ်ဒီဝင်ကစစ်က1သိန်းနမ်ဒီပြည်သူစစ်က2သိန်းနမ်ဒီစီတိုင်းနဲ့က2သိန်းနမ်ဒီညောင်မင်းနဲ့က9000နမ်ဒီရှုခင်းနဲ့က2သိန်းနမ်ဒီရှုခင်းတာ2သိန်း21မိုင်3ရဲ5သိန်း9000 21မိုင်ရင်က6000 21မိုင်စစ်ကအထွက်က2သိန်းအကျဲကြီးရွာ3သိန်းခွဲမောင်ဖောင်းစစ်က3သိန်း8000